စုကြီးကကုသစီမရှိပဲလူထောင်ပေါင်းများစွာတည်ဆုံးခဲ့ရတဲ့ကေကာလာမှာဖြစ်ပါတယ်။အိုးပွားတဲ့အနံ့များထွက်နေတဲ့လောင်းများပုံနေဒီမှာလင်းနာများအတွက်အစာဖြစ်ခဲ့ပါတယ်။လင်းနာတို့ကစင်းသက်လာကစားတောက်ကြဒီမှာလေကြည့်မကောင်းအောင်ပဲဖြစ်နေကြပါတယ်။အသက်ရှင်ကျန်နေသူများကလည်းထိုကဲယောဂါမှာလွတ်မြောက်ဖို့အတွက်အခြားနေရာများသို့အလင်းမြန်ပြောင်းရွှေ့ကြပါတော့တယ်။လမ်းတွင်ထဲမှာအကာအကွယ်အတွက်တကားပိတ်ထားတော်လေပင်ယောဂါကူးစက်မှုကလင်းမြန်စွာပြန့်နှံ့နေတဲ့အတွက်ကြောင့်မလွတ်ကင်းနိုင်ခဲ့ပါ။ဒီလိုနဲ့ဂိုင်းတွေကခက်ခဲတဲ့ဝမ်းယောဂါလိုဖြစ်နေခဲ့ပါတော့တယ်။ဒါပေမဲ့လည်းဒီຢာတွေကဒီလောက်နဲ့မပြီးသွားပါဘူး။စစ်တီတော်များရဲ့ဥဆောင်နေရာမှာအရွယ်နှုတ်ပြတဲ့စစ်သူကြီးတို့ကလူနာကုသရေးတင်းမှာထူးဆန်းတဲ့ဖြစ်ပျက်များဖြစ်ပျက်နေကြောင်းသတင်းရရှိတဲ့အတွက်ကြောင့်အမြင်သွားရောက်ကြည့်ရှုခဲ့ရပါတယ်။ဒီလိုနဲ့တင်းလေးကိုရောက်သွားတဲ့အခါမှာတော့စစ်သူကြီးကထိတ်လန့်သွားခဲ့ရပါတယ်။အကြောင်းကတော့တင်းထဲမှာလဲလျောင်းနေတဲ့ယောဂကုသခံရသူရဲ့အလောင်းကထိုအချိန်မှာတစ်ဆက်ဆက်တုံးနေပြီးပါးစပ်မှာသွေးမဲများစီးကျနေပါတယ်။မျက်လုံးများကလည်းတခါမှမမြင်ဘူးအောင်ကြည်လင်မှုကင်းမင်းနေပါတယ်။ဒီမှာဘာတွေဖြစ်နေတာလဲ။ဘာဖြစ်မှမသိပါဘူးစစ်သူကြီး။ရုတ်တရက်ဒီလောင်းတွေကပြင်းရှင်းလာတယ်။အလားတူယောဂလက္ခဏာရှိတဲ့သူတွေကိုကျွန်တော်တို့ဘာဆက်လုပ်ရမလဲ။စကားဆုံးမှာတော့တုံရင်နေတဲ့ထိုလူကထရလာကသူ့ရှိမှစစ်သားရဲ့ကိုယ်ပေါ်ကိုခေါ်အောင်လိုက်ပါတယ်။ပြီးတဲ့အခါမှာတော့၎င်းရဲ့ခြုံထက်တဲ့အဆွဲတွေကိုစစ်သားရဲ့လေချောင်းတွေကိုစိုက်သွင်းလိုက်ကဗိုလ်ချုပ်ရဲ့မျက်စိရှိမှပင်အသားများကိုဝါမျိုးပစ်လိုက်ပါတယ်။ထိုမြင်ကွင်းကြောင့်စစ်သူကြီးလည်းတုံလှုပ်ခြောက်ချားသွားပါတယ်။ထိုအချိန်မှာတော့ဖုတ်ကောင်တစ်ကောင်ကပြင်းပြင်းစွာထရလိုက်ပြီးစစ်သူကြီးကိုလဲကြည့်ပါတယ်။၎င်းကတိုက်ခိုက်ရန်ပုံပေါ်နေတော်လေစစ်သူကြီးကသူ့ရဲ့ဓာတ်လက်အသက်ပညာကိုအသုံးပြုကာဖုတ်ကောင်အုပ်စုများကိုတိုက်ခိုက်ရင်းနဲ့ထွက်ပြေးလွတ်မြောက်လာခဲ့ပါတယ်။စစ်သူကြီးပြန်လည်ထွက်လာတဲ့အခါမှာတော့လူများတည်တည်ထိထွက်ပြေးနေကြသည်ကိုမြင်လိုက်ရပါတယ်။တချိန်ကတေဆုံးနေခဲ့တဲ့လောင်းတွေကယခုခါမှာတော့ပြန်လည်ရှင်သန်လာကြပြီးစာလောင်မုတ်သိပ်စွာနဲ့လူများကိုကိုက်စားနေကြတဲ့သက်ရှိလောင်းများဖြစ်သို့ပြောင်းလဲသွားကြပြီဖြစ်ပါတယ်။ခွန်သိဒီကနေမြင်မြင်ထွက်ကြစို့နဲတော်ထဲမှာဘယ်သူမှမရှိတော့ဘူး။အဲ့ဒီတကားစီကိုအမြင်သွားအဲ့ဒါကလုံခြုံနေနိုင်သေးတယ်။သွားတော့စနီးမောင်နဲ့တို့ကဒေါ်နီရှိနန်းတော်နောက်ဘက်ကိုအလီမြန်ပြေးသွားကြပြီးအသက်ရှင်ကျန်ရည်တဲ့စစ်သားတချို့နဲ့စစ်တီတပ်ဖွဲ့တွေနဲ့စုံတွေ့ခဲ့ပါတယ်။လူတိုင်းအားလုံးကြောက်လန့်နေကြပြီးဘာရီဖြစ်ပျက်ခဲ့သည်ကိုတော့ဘယ်သူမှမသိကြပါဘူး။စစ်သူကြီးကသူ့ရဲ့တပ်ဖွဲ့တွေကိုအမိန့်ပေးလိုက်ပါတယ်။အသက်ရှင်ကျန်တဲ့သူတွေကိုတောနဲ့ထဲကဝစီဘုရားကျောင်းကိုခေါ်သွားပါ။အဲ့ဒီဘုရားကျောင်းကလုံခြုံနေသေးပြီးကက်ရောကလည်းမကြောက်ရောက်သေးဘူး။အဲ့နောက်မှာတော့စစ်သူကြီးကတခါတည်းမလိုက်သွားမင်းနဲ့ငါသွားစီရနေရရှိသေးတယ်။မင်းတို့မြင်သွားကြငါနောက်ကနေအမြင်လိုက်ခင်မယ်လို့ပြောပါတယ်။စစ်သူကြီးကသူ့ရဲ့ချစ်သူရမ်ဘူရီရဲ့ရွာဘက်ကိုစိတ်လှုပ်ရှားစွာနဲ့ဦးတည်သွားခဲ့ပါတယ်။ရမ်ဘူရီနဲ့ရွာသူရွာသားတွေဘက်မှာတော့ထူးဆန်းတဲ့အရာများဖြစ်ပျက်နေကြောင်းကိုမသိခဲ့ကြသေးပါ။သူမကစေးပြုတ်အိုးကိုကိုင်းကအင်းရှိအဖိုးအများထံသို့သွားခဲ့ပါတယ်။ဘာလို့လဲဆိုတော့အရွယ်ရောက်ပြီးသူတယောက်ရဲ့ဇနီးတွေကဖျားနာနေသည်မှာရက်နှင်းငယ်ကြာပြီဖြစ်တဲ့အတွက်ကြောင့်ပဲဖြစ်ပါတယ်။ရမ်ဘူရီကအချင်းတော်ကြောင့်အော်ကော်ခဲ့တော်လည်းပဲအပြည့်ပြတ်မရခဲ့ပါ။ဒါကြောင့်သူမကအိမ်ရဲ့အပေါ်တက်ကိုတက်သွားခဲ့ရာအိမ်တကားဟာနေသည်ကိုတွေးလိုက်ရပါတယ်။ထို့နောက်သူမကအိမ်ထဲကိုချောင်းကြည့်လိုက်ပါတယ်။အဖွားချယ်မီရဲ့ကိုခန္ဓာကဒီပေါ်မှာလဲလျောင်းနေပြီးတစ်ဆက်ဆက်တုံးရင်တွေကပါဇက်မာလေးသွေးမဲများစီးကြနေသည်ကိုမြင်လိုက်ရတဲ့အခါမှာတော့ရမ်ဘူရီကစီအိုးကိုမတော်တဆလွတ်ချမိသည့်အထိထိတ်လန့်သွားခဲ့ရပါတယ်။ကြောင်းလန့်တရားဖြစ်နေတဲ့ရမ်ဘူရီကအိမ်ပေါ်မှာအလင်းမြန်ပြေးဆင်းလာခဲ့ပါတယ်။ထိုချိန်မှာတော့ဗိုလ်ချုပ်နဲ့ရွာသားများကြီးလာတဲ့ချိန်နဲ့တိုက်ဆိုင်နေပါတယ်။ဟေးဘာဖြစ်လို့အော်လာတာလဲ။ရွာကောင်းဆောင်တွေဘာဖြစ်နေလဲမသိဘူး။အမေမကမင်းတို့နဲ့ဘာမှမဆိုင်ဘူး။ရုတ်တရက်လူအားလုံးရဲ့မျက်လုံးတွေကကောက်ကွေးတဲ့ရေရောက်ပြီးသူရဲ့နောက်ဘက်ကိုရှောက်သွားကြပါတယ်။သူ့ဇနီးရဲ့ခန္ဓာကိုယ်ကိုဖုတ်ကောင်းခဲ့သူအခြေအနေနဲ့မြင်လိုက်ရပါတယ်။မျက်လုံးတစ်လုံးစလုံးတို့ကလူသားတို့ရဲ့အမားကြောင့်မှိုင်းတိုင်နေပါတယ်။ဖြီးချင်းစွာနဲ့ခြေထုံနေထုံနေဖြစ်လမ်းလျှောက်လာနေပြီးအဆွေများကိုစာလောင်မွတ်သိပ်စွာနဲ့ထုတ်ပြနေပါတယ်။ဒါပေမဲ့ရေရောက်ပြီးသူကသူ့ရဲ့ဇနီးကိုလှည့်ကြည့်တဲ့အခါမှာလုံးဝအံ့ဩခြင်းမရှိဘဲနဲ့အပြုံးသေးသေးလေးနဲ့
အပြုံးကြီးတစ်ခုကိုပါပြုံးလိုက်ပါတယ်သူကသူ့ရဲ့ဇနီးတဲ့ထနိုင်တာကိုကြည့်ပြီးတော့ဝမ်းသာနေပါတယ်မင်းနေကောင်းသွားပြီလားစစ်သူကြီးနဲ့ရွာသားတွေကအလီမြန်နောက်ကိုဆုတ်လိုက်ကြပါတယ်ယခုခါမှာတော့ရွေရောက်ပြီးသူရဲ့ဇနီးကလူတို့မဟုတ်တော့ပါဘူးသူမကစကားဆုံးတာနဲ့ဖွားချင်ရဲ့ခန္ဓာကိုယ်ကအရွယ်ရောက်ပြီးသူထံအမြန်ခုန်တက်ကအဖိုးရဲ့လေချောင်းကိုကိုက်လိုက်တဲ့ခါမှာတော့အော်ဟစ်ငိုယူတန်းပြီးထွက်ပေါ်လာပါတယ်ကြီးချက်ကထရက်လိုက်ပြီးတော့ရွာသားများဘက်ကိုပြစ်မှတ်လည်သွားရာလူများကြောက်လန့်တကြားဖြစ်ကလမ်းကြောင်းမျိုးမျိုးတို့ထွက်ပြေးကြပါတော့တယ်ထိုတစီကသူ့ရဲ့ဆွေတွေကိုစာလောင်စွာနဲ့ထုတ်ပြလိုက်ပါတယ်စစ်သူကြီးက၎င်းရဲ့ခိုက်ချင်းကိုခံရပါကမကြမီမှာပဲ၎င်းရဲ့သို့ဖြစ်လာမည်ကိုချက်ချင်းသိလိုက်ပါတယ်အဲဒီအတွက်ကြောင့်သူကဒေါသတကြီးနဲ့ချမ်မူရန်ရဲ့လက်ကိုဆွဲပြီးတောရဲကိုအလီမြန်နဲ့ထွက်ပြေးခဲ့ပါတော့တယ်ကြီးချန်ရဲ့တစီလောင်းကဒီကက်စွာနဲ့အနောက်မှလိုက်လာခဲ့ပြီးသူတို့နှုတ်သားကတောရဲရှိမောင်မိုက်တဲ့နေရာတွေမှာတစီအတော်တန်နဲ့ရှိုင်းတဲ့နေရာထိပြေးသွားကြပါတယ်ရမူရန်ကထိမိကဆက်လက်မပြေးနိုင်တော့ပါစစ်သူကြီးကစိုးရိမ်မှုပန်စွာနဲ့ပါဝင်းကြီးကိုလှည့်ပတ်ကြည့်လိုက်ပါတယ်သို့တော့လုံခြုံသည်ကိုမြင်တွေ့တဲ့အခါမှာတော့ရမူရီကိုတစ်ပင်အောက်မှာအနားယူစီခဲ့ပါတယ်ဒီမှာဘာတွေဖြစ်ခဲ့တာလဲကိုဘာလို့အဖိုးနဲ့ဇနီးကအဲ့လိုဖြစ်သွားရတာလဲငါလည်းမသိဘူးဒါပေမဲ့သူ့ကိုကိုက်ခံရတဲ့သူတွေလည်းသူ့လိုပဲဖြစ်သွားလိမ့်မယ်အခုတော့ဘန်ကောက်မှာလူတွေမရှိတော့ဘူးနေရာတိုင်းမှာဖောက်ကောင်တွေပဲကျန်တော့တယ်ဒါဆိုရင်ကျမတို့ကဘယ်ကိုထွက်ပြေးရမှာလဲကျန်တဲ့စစ်သားတွေကဝက်စီဘုရားကျောင်းမှာစုနေကြတယ်အဲ့ဒီနေရာကလုံခြုံနေတော့မဲလीစိတ်ဆိုးနေတော့မဲလားမိန်းကလေးကခေါင်းငိတ်ပြီးလက်ခံလိုက်ပါတယ်သို့တော့ခဏကြာမှာတော့အမောင်တွေကနေခြေတံများထွက်ပေါ်လာပါတယ်စစ်သူကြီးကဓာတ်ကိုအလင်းမြင်ထုတ်ကရမ်မူရီကိုတစ်ပင်နောက်မှာပုံခါလိုက်ပါတယ်ရုတ်တရက်အဖိုးရဲ့ဖုတ်ကောင်ကပြင်းပြင်းစွာနဲ့ထွက်ပေါ်လာပါတယ်မောင်မိုက်တဲ့ချိန်မှာစားလောင်စွာနဲ့ဖြည်းဖြည်းချင်းထွက်လာပြီး၎င်းရဲ့ငိုတန်ကတောနံကိုပဲ့တင်ထက်သွားစီခဲ့ပါတယ်ပိုးကကိုက်စားဖို့အတွက်အပြေးဝင်လာတော့လေစစ်သူကြီးကအချိန်မီရှောင်တေးနိုင်ခဲ့ပြီးဓာတ်နဲ့နောက်ကျောကိုခုတ်ပိုင်းလိုက်ပါတယ်သို့တော့၎င်းကနာကျင်မှုရဲ့ခံစားရပုံကိုမပေါ်ပါဘူးအဖိုးကစစ်သူကြီးထံကိုခေါင်းလိုက်ရာစစ်သူကြီးကလေးကျသွားပါတယ်သူကဓာတ်ကိုအသုံးပြုကလေပင်ကိုကိုက်ချင်းမှကာကွယ်လိုက်ပါတယ်စစ်သူကြီးရဲ့အချိန်ကြီးမကောင်းတာကိုမြင်လိုက်ရတဲ့အခါမှာတော့သူမကဘေးညာကိုလှည့်ကြည့်လိုက်ပါတယ်တပ်သားတစ်ပိုင်းကိုကောက်ယူရန်ကိုင်းညွှန်လိုက်ပြီး၎င်းရဲ့ခေါင်းကိုရိုက်ရင်ပြေးသွားခဲ့ပါတယ်ထိုရာကပင်စစ်သူကြီးကိုလွတ်မြောက်စေခဲ့ပါတယ်အဖိုးရဲ့ဖုတ်ကောင်ခန္ဓာကိုယ်ကဖြစ်မှတ်ကိုရမ်မူရီဘက်ကိုလှည့်လိုက်ပြီးသူမကိုကိုက်ဖို့အတွက်ရည်ရွယ်ချက်နဲ့အဆွေများကိုထုတ်ပြလိုက်ပါတယ်ဟဲဘာမှမဖြစ်ဘူးဆက်သွားကြစို့စနီးမောင်နဲ့တို့ကလက်ချင်းချိတ်ခါတညာလုံးမရက်မနာနဲ့ဆက်လျှောက်သွားကြပါတယ်ဘိုးကုန်းစဝိုင်းပေါ်မှာနေအောင်ကြီးစတင်ထွက်ပေါ်လာတဲ့အခါမှာတော့သူတို့ကဝက်စီဘုရားကျောင်းရှိကိုရောက်လာကြပါတော့တယ်အစောင့်တပ်သားများကလည်းသူ့ကိုစစ်သူကြီးမှန်းသိတဲ့အတွက်ကြောင့်အမြန်လာရောက်ကူညီကြပြီးချက်ချင်းတွင်းကိုခေါ်ဆောင်သွားခဲ့ကြပါတယ်မနက်ခင်းမှာနေအောင်ကြီးထိုးကြလာမှုကြောင့်ပင်မန်းတွေနဲ့မှုတွေနဲ့အိပ်ပျော်သွားခဲ့တဲ့ခွန်တက်ကနိုးလာခဲ့ပါတယ်သူပြင်းချင်းစွာနဲ့မျိုးလုံးဖွင့်ကြည့်လိုက်တော့ဖះเจ้าတွင်းမှာလင်းလျောင်းနေတာကိုတွေ့လိုက်ရပါတယ်သူပြင်ထွက်လာတဲ့အခါမှာတော့ဤနေရာကိုထွက်ပြေးလာကြတဲ့ရွာသားတွေနဲ့လှည့်ပတ်သွားလာနေသည်ကိုတွေ့လိုက်ရပါတယ်သူကသူ့ရဲ့ချစ်သူကိုရှာဖွေဖို့အတွက်မျိုးလုံးများကိုလှည့်ပတ်ကြည့်လိုက်တဲ့အခါမှာတော့သူမကရွာသားတွေနဲ့တူပြုံးရှင်စွာချက်ပြုတ်နေတာကိုတွေ့လိုက်ရပါတယ်ရက်အနေငယ်ကြားတဲ့အခါမှာတော့စစ်သူကြီးကတခြားမြို့မှာတပ်ဖွဲ့တစ်ဖွဲ့ကဒီဖုတ်ကောင်တွေကိုနေနေမှုအတွက်လာရောက်ကူညီခဲ့ပြီးကျန်တဲ့လောင်းတွေကိုအကျွင်းကျန်မရှိအောင်လို့မီးရှို့ဖျက်ဆီးခဲ့ကြောင်းသတင်းရရှိခဲ့ပါတယ်သတင်းကောင်းကိုရရှိတဲ့အခါမှာတော့စစ်သူကြီးကလူတိုင်းကိုပြန်ဖို့အတွက်ပြင်ဆင်ရန်မိန့်ပေးခဲ့ပါတယ်လူတိုင်းကဤဘုရားကျောင်းမှာနေထိုင်ခွင့်ပေးခဲ့တဲ့ဖာသာတောင်းကိုဥညွတ်ကောင်းရပြုပြီးမှဘန်ကောက်ကိုပြန်သွားကြပါတော့တယ်ဗီဒီယိုလေးကိုကြိုက်နေတဲ့ဆိုရင်တော့ like ပေးဖို့နဲ့ subscribe လေးလုပ်ခဲ့ဖို့အတွက်တောင်းဆိုပါရစေအားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ကျန်းမာခြင်းနဲ့ပြည့်စုံကြပါစေခင်ဗျာ